ဆိုတာအပိုင်းနဲ့ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကလေးတွေပတ်ဝန်းကျင်မှာရှိတဲ့လူတွေပေါ့နော်မိဘတွေအတော်တွေအဖိုးဖွားတွေဒီလူတွေဒီကလေးတွေအတွက်ကောင်းမွန်တဲ့စံနမူနာပြတဲ့လူတွေဖြစ်တော့ပို့အဆင်ပြေပါပေါ့နော်သူတို့ကောင်းကြီးသူတို့စင်တွေဖြစ်ရမယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးကလေးတွေရှိမှကျွန်တော်တို့သူများကိုနိုင်ကျင့်တာတွေရိုက်တာတွေအော်ဟစ်တာတွေဆွဲဆိုတာတွေသူများအပြစ်တင်တာတွေပေါ့နော်အပြစ်တင်တာတွေအဲ့ဒါတွေမလုပ်ပြဘူးကျွန်တော်တို့ဒီကလေးရှိမှဆိုရင်ကိုကပေါ့နော်အော်ဟစ်ဆက်ဆိုတဲ့သူဆိုတော့မဆဲရဘူးမဆဲနဲ့ပေါ့နော်ရိုးသားရမယ်နောက်ပြီးကုညီတတ်ရမယ်ပြီးလို့ရှိရင်သူများကိုပေါ့နော်ကိုချင်းစာတရားနဲ့ချစ်ပြတာမျိုးလေးတွေပေါ့နော်ကောင်းတဲ့အပြုအမူလေးတွေကိုကလေးရှိမှကျွန်တော်တို့ကလုံကလေးရှိမှလုပ်ပြတယ်ကိုကိုယ်တိုင်ချစ်သုံးလက်ကိုအတွက်ကောင်းပါတယ်ပေါ့နော်ဆိုတော့ကိုကမကောင်းနေဘူးဆိုလို့ရှိရင်လည်းကလေးရှိလာတဲ့အတွက်ကြောင့်ဒီကလေးတွေကစူးစမ်းမယ်ဆိုပြီးတော့လည်းကောင်းအောင်ပြုမှုနေထိုင်လို့လဲတော့ရနိုင်ပါတယ်ပေါ့နော်ဆိုတော့နောက်တစ်ချက်ကကြောင့်ကျွန်တော်တို့ဘာလဲဆိုရင်စီကံနဲ့တာဝန်ယူမှုတာဝန်ခံမှုဆိုတာလည်းသင်ပေးရမယ်အဲဒါဆိုတော့လူကောင်းလေးဖြစ်ဖို့အတွက်ဆိုလို့ရှိရင်လူကောင်းလေးဖြစ်ဖို့အတွက်ဆိုကိုက3ချက်ရောက်တိုင်းပေါ့နော်ပထမတစ်ချက်ကကြောင့်ချစ်ပြရမယ်နောက်တစ်ချက်ကကြောင့်ကျွန်တော်တို့ကိုဒီကလေးပတ်ဝန်းကျင်မှာရှိတဲ့သူတွေဒီကောင်းမွန်တဲ့စံနမူနာလူလေးတွေဖြစ်နေရမယ်နံပါတ်3ကကျတော့နောက်ထပ်ဘာရှိလဲဆိုရင်ကျွန်တော်ပြောတဲ့စီကံနဲ့တာဝန်ယူမှုတာဝန်ခံမှုပေါ့နော်ဒီနေ့အခါမှာဆိုလို့ရှိရင်လေသူများအချိန်မလေးစားတာမျိုးတွေစီကံမရှိဘူးမိုက်တွေပြစ်လိုက်တာမျိုးတွေပါဇက်စီကံမရှိဘူးပြောဆိုလိုက်တာမျိုးတွေလက်စီကံမရှိဘူးတခုဆိုသူများကိုsocial media မှာတင် save လိုက်တာပြောလိုက်တာမျိုးတွေပေါ့နော်ဒါတွေလည်းလုပ်လို့မရဘူးပြီးလို့ရှိရင်ကျွန်တော်တို့ကလေးတွေကိုပေါ့နော်တာဝန်ယူမှုတာဝန်ခံမှုကငယ်တုန်းကတည်းကတင်မထားဘူးဆိုလို့ရှိရင်ကြီးမှသွားလုပ်လို့မရအောင်အဲ့လိုတာဝန်ခံမှုယူမှုရှိပါစေအောင်ကျွန်တော်သွားတင်လို့မရအောင်အကြောင်းမို့ကျွန်တော်ကလေးဆိုရင်ကျွန်တော်ကအမြဲတမ်းပဲသူတို့ကြောင့်မို့လို့ဥမာစတမ်းမြင့်မို့ရေတွေမှောက်ကျသွားပြီဆိုရင်ကျွန်တော်လုံးဝမဆူဘူးဒါဆူရမယ့်ကိစ္စမဟုတ်မတော်တဆဖြစ်တာလीเนาะအဲ့ဆိုခါကျတော့မဆူဘူးဒီနေ့မနေ့မှဖြစ်လာတဲ့အိမ်ကတယောက်မဆူဘူးဒါပေမဲ့ဒီဟာလေးတော့ပြအောင်တော့တုတ်ပေးပါမမေကိုเนาะကိုတုတ်ပေးမယ်ကျွန်တော်တို့လည်းပေါ့เนาะဆိုတဲ့ခါကျဒီလိုမျိုးလေးပေါ့သူကြောင့်ဖြစ်တဲ့ဟာသူ့ကိုပြန်တောင်းယူခိုင်းတာမျိုးပေါ့နော်သူစားပြီးတဲ့ဘက်ကတော့သူစေးတာမျိုးဒီလိုမျိုးတွေအခြေခံအငယ်တန်းလေးရစပြီးကျွန်တော်တို့ကနေတင်သွားပြီးတဲ့အခါမှာကြာမှာကြီးကြလို့ရှိရင်သူလှုပ်ထားတဲ့ဟာသူပြန်တောင်းယူရမယ်ဆိုတာမျိုးပေါ့အဲ့တော့တောင်းယူမှုမရှိတဲ့ယောက်ျားနဲ့မိန်းမနဲ့ရတဲ့ခါကျရင်အဲ့လိုမျိုးတွေခု social media မှာအဲ့လိုမျိုးရှိရလေဘယ်လိုပြောမလဲရှော့ပြီးသားဝတ်ပြီးသားဟာတွေကိုပုံချသွားလို့အခန်းလေးအမိုက်စားပြီးသားဟာတွေပြန်ကျဲနေလို့တော်တော်တာတက်လာတယ်လေအခန်းငားနေတာမှသူများအခန်းမှာနေပြီးတော့ပွားစလိုက်ကစုပ်ပြတ်အောင်နေသွားလိုက်တဲ့ဟာတွေဒါတာဝန်တာယူမှုတောင်းခံမှုမရှိတာတွေပေါ့နော်အဲ့လိုမျိုးတွေပေါ့စီကံမရှိတာတွေပေါ့အဲ့လိုမျိုးဆိုရင်လည်းဒါလူကောင်းတယောက်ရဲ့ဟိုပေါ့နော်ပုံစံတွေမဟုတ်ဘူးပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဘာလဲဆိုကိုချင်းစာတရားဒါကတော့အရေးကြီးဆုံးပဲကိုချင်းစာတရားထားတတ်ရမယ်ကိုချင်းစာတရားမရှိလို့လေဒီနေ့ဒီလိုအချိန်မှာabuse လုပ်ခံရတဲ့သူတွေများတယ်အကြမ်းဖက်ခံရတဲ့ဟာတွေအများများတယ်နိုင်ချစ်ခံရတာတွေပေါ့နော်ဆိုတော့ကိုချင်းစာတရားရှိဖို့လို့အတွက်လဲကျွန်တော်တို့တင်ပေးရမယ်အဲ့လိုတင်ပေးခြင်းအပြင်အကြမ်းဖက်တာတွေရော့မယ်ပြီးလို့ရှင်သူများတွေကိုလည်းပေါ့နော်ကူညီတတ်မယ်နောက်ပြီးတဲ့အခါကျရင်သူကကျွန်တော်တို့ဘယ်လိုလေးဖြစ်သွားလဲဆိုဥပမာပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့အကြောင်းမှာကလေးလေးတွေပေါ့နော်ပစ္စည်းပိုင်းလူကြတာမျိုးရှိတယ်လူတဲ့အခါမှာလူလို့မရတဲ့အခါမှာသူတို့ကနေပြီးတော့လှုပ်လိုက်တာမျိုးရိုက်လိုက်တာမျိုးရှိတဲ့အခါမှာဆိုရင်ကျွန်တော်ကသူတို့ကိုပေါ့နော်နှစ်ယောက်စလုံးကိုကျွန်တော်တစ်ခါတလေခေါ်ပြီးအခါကျလို့ရှိရင်ပစ္စည်းကိုဘယ်သူရင်ကိုင်းတာလဲဘာဖြစ်လို့လူတာလဲဘာလို့မဆောင်နိုင်တာလဲဘာဖြစ်လို့ရိတ်လိုက်တာလဲတင်ငင်ချက်မပြောဆိုင်တဲ့အတိုင်းရိုက်တယ်လက်ပါရဲဆိုတာမဟုတ်ဘူးဒီလိုမလုပ်ရဘူးပေါ့နော်တားကတင်ငင်ချက်ကိုဒါမျိုးလုပ်လိုက်တဲ့အခါမှာတင်ငင်ချက်ဒီလိုမျိုးဖြစ်သွားတယ်ဒါဆိုရင်ကောင်းလားအဆင်ပြေလားအဆင်မပြေဘူးတားကိုတင်ငင်ချက်မကျင်တဲ့ဘူးပြန်ရိုက်တယ်ဒါမှမဟုတ်တင်ငင်ချင်းရဲ့ကိုမတွေကမကျင်တဲ့ဘူးသူညီလို့တားပြန်လိုက်မယ်ဆိုရင်တားဒီလိုခံစားရင်အဆင်ပြေလားပေါ့နော်ဒီလိုလေးတွေကျွန်တော်တို့ကနေပြောသွားပြီးတဲ့အခါကျတော့သူတို့ကိုချင်းစာတရားကိုလည်းဘယ်လိုဆိုတာမျိုးကိုငယ်စဉ်ကတည်းကအဲ့ဒီပစ္စည်းလူတာတွေတို့ပေါ့နော်မုံကို sharing မလုပ်ချင်တာတွေတို့ရှေ့ကနေပြီးဒီလိုမျိုးမတက်ရက်ကြည့်တဲ့အခါမှာနောက်ကကလေးတွေကမမြင်နိုင်ဘူးဆိုတာဒါမျိုးလေးပေါ့နော်ကလေးတွေကတော့လေတိလား2 နှစ် 3 နှစ် 4 နှစ်အဖြူစင်ပါတယ်ကျွန်တော်တို့ကသွားအယောင်ဆိုးတာလေပတ်ဝန်းကျင်တွေကအယောင်ဆိုးနေကြလေသူတို့ဒီလိုကြီးမတက်ရက်နေတယ်နောက်ကလူကွဲသားမယ်သူတို့မှမစင်စားတတ်ဘူးလေ3 နှစ်ကျော်4 နှစ်ကျမှသူတို့ရဲ့ကြိုးချောင်းစီတွေစဉ်းစားတတ်တဲ့ဉာဏ်ရဲ့ memory develop သွားပြီးတော့ဖြစ်တာဆိုတဲ့အခါကျတော့သူတို့ဒီဟာလုပ်လိုက်လို့ဒါဖြစ်မယ်ဆိုတာဟာသူတို့မသိဘူးအဲ့ဒါမှတချို့လူတွေကပြောတာရှိတယ်နည်းနည်း3 နှစ်
ရွယ်တွေသူများပို့လေလောက်တာလည်းရှိရဲဆိုအော်တော့အော်လို့မဆိုဘလို့လူကဘလို့စကားဒီလိုပြောတာလဲဆိုတာလေဆိုတော့အရန်ဖြူတယ်လေးတွေပါဒါကြောင့်မို့ကျွန်တော်တို့ကသူတို့ကိုအသေးစိတ်လိုက်ကြည့်ရတယ်ဘာလို့သူတို့လုပ်လိုက်တဲ့အရာလေးတွေကမှန်လားမှားလားကောင်းလားဆိုလားသူတို့မသိတဲ့ကြောင့်မို့ကျွန်တော်တို့ကလည်းဘယ်ဟာတော့မှန်တယ်ဘယ်ဟာအဆင်မပြေဘူးတားရေဘလို့လေးဆိုတော့အဆင်မပြေတမီးရေဘလို့ဆိုရင်အဆင်မပြေတော့ကျွန်တော်တို့ကလိုက်ကြည့်ပြီးပြောပြရတာဒါကြောင့်မို့မေမေတွေကိုကျွန်တော်ကပြောချင်တာကလေးမွေးပြီးထားပြီဆိုလို့ရှိရင်ကလေးကိုမထိမ့်ပါနဲ့ကလေးကိုပြုစုပြောထောင်ပေးပါဖွံ့ဖြိုးတိုးတက်အောင်ပြုစုပြောထောင်ပေးပါတွေးခေါ်တာအောင်ပြုစုပြောထောင်ပေးပါပေါ့နော်ကလေးအနေနဲ့ဖြစ်ပြီးတာပဲမင်းနဲ့ဒီမှာထိုင်စော်နေငါလည်းဖုန်းသုံးနေမယ်တော့အဲ့ဒါမဟုတ်ဘူးဆင်မပြေဘူးပေါ့နော်ဒီကလေးလေးကိုကျွန်တော်တို့ကနေပြီးတော့သူတို့လှုပ်လိုက်တဲ့အပြုအမူတွေတွေဘယ်ဟာအဆင်ပြေမပြေဘူးဆိုတာလေးတွေကလည်းကျွန်တော်တို့ပြောပြပေးဖို့လိုတယ်အဲ့လိုလေးတွေပြောပြပေးမှပဲသူတို့ကသိပြီးတဲ့အခါကျတော့ကောင်းမွန်တဲ့လမ်းကိုတက်တက်မတ်ရှောင်မှဖြစ်ပါတယ်ရှင်